လိုလာပါတယ်ကတ်တောင်ရမ်းလေးကိုဘလို့ပြင်လဲဆိုတာကိုနောက်ကဗီဒီယိုလေးမှာချိုသိန်းနဲ့တူတူလိုက်ကြည့်လိုက်ရအောင်နော်ချိုသိန်းဘလို့တွေများပြင်ထားလဲဆိုတာစိတ်ဝင်စားစွာဖြင့်လိုက်ကြည့်ကြပါအောင်နော်ကတ်တောင်ရမ်းလို့ကလေးဖြစ်ပါတယ်ဒီလွတ်လေးရတော့ကတ်တောင်ရမ်းလို့လေးဖြစ်ပါတယ်ချစ်ဖို့ကောင်းပြီးတော့cutie တိုက်လေးလဲသွားပါတယ်ရှင်ချိုသိန်းနဲ့တူတူလိုက်ကြည့်မယ်နော်ချိုသိန်းရဲ့ page လေးကိုလည်း subscribe လေးလုပ်ထားပြီးတော့ like လေးလည်းပေးကြပါအောင်နော်အသစ်ဗီဒီယိုလေးလည်းထပ်ပြီးတော့တင်ပေးမယ်နော်ချိုသိန်းနဲ့တူတူကတ်တောင်ရမ်းလေးကိုတူတူလိုက်ကြည့်မယ်နော်ကတ်တောင်ရမ်းစပြမယ်ပေါ့နော်ဒီနေ့ကတ်တောင်ရမ်းပြဖို့အတွက် foundation အောင်စပါမယ်foundation ကိုမျက်လုံးအောက်နောက်ခေါင်းနဲ့နှစ်ဖူးပေါ့နော်အဲဒီမှာချပြီးတော့foundation နဲ့လိုက်ဖြတ်မယ်ပေါ့နော် foundation တွေရတော့လိုက်ဖြတ်မယ်လိုတဲ့နေရာလေးတွေ foundation တွေထပ်ထည့်မယ်နော်နားတွေလိမ့်မယ်လိုက်ပြီးနေပါတခါလေးဆွဲမယ်ပေါ့နော်ပြီးတဲ့အခါမှာချိုသိန်းတို့ concealer control ရအောင်သုံးမယ်ပြီးရင် concealer သုံးမယ်ချိုသိန်းတို့ရနောက် control စပြီးဖြည့်မယ်နှာခေါင်းထိပ်ကနေစပြီးဖြည့်မယ်နော်နှာခေါင်းထိပ်ပါယူရစဖြည့်မယ်ပြီးရကမှကွန်ဆီလာစဖြည့်မယ်နော်ပြန်ဖြည့်မယ်ကွန်ဆီလာလေးပဲဖြည့်မယ်နော်တခါတည်းပြီးတဲ့အခါမှာချိုသိန်းတို့ပေါင်လာလိမ့်မယ်ပေါ့နော်ပြီးအိုက်ရှယ်ဒိုစချင်မယ်နော်ပေါင်လာပြီးအိုက်ရှယ်ဒိုစမယ်အညူလေးစပြီးတော့ရေဥဆုံးတစ်ထပ်ကိုပေါ့နော်ပြီးစစ်တစ်ထပ်ကိုအညူလေးစအောင်တယ်နော်အညူနုလေးပြီးတဲ့အခါမှာအောက်တယ်လည်းအညူနုလေးလိုက်မယ်အညွန့်နုလေးတွေလိုက်တယ်အောက်ကိုလည်းအညွန့်နုလေးစလိုက်မယ်ပြီးရင်အရှယ်ရဘူးနော်တရားထပ်ပြီးတော့တင်းနေပေါ့နော်အားကြတဲ့နဲ့ဟောက်ချက်ပေါ့အနီးနဲ့အညွန့်နီညိုလေးပေါ့အညွန့်လေးလိုက်တယ်အပေါ်လိုက်တော့အောက်ကိုလည်းတစ်ခါလေးလိုက်တယ်နော်ပြီးတဲ့အခါမှာချိုသိန်းတို့ပြန်ဖြည့်တယ်ပြီးရင်ချိုသိန်းတို့ရှင်းနာလေးကိုကလတာလေးထည့်ပြီးတဲ့အခါမှာနည်းနည်းအနောက်ကို shake လိုက်ပေါ့နော်အညူရစ်လေးစပြီးတော့ shake လိုက်လေးထည့်တယ်နော်အညူရစ်လေး
ပြီးတဲ့ခါမှာအနောက်ကိုလည်းအဲ့လိုပဲအညို့အရင်လေးပဲထက်ထည့်နော်အောက်ဘက်ချောင်းအညို့ရင်းနေပြန်လိုက်တယ်နော်ပြီးအတွင်းထဲကိုအောက်ဘက်ချမ်းကိုရင်တော့အီလိုင်နာဆွဲတယ်ဒီမှာအီလိုင်နာမဆွဲဘဲနဲ့အဖြူချောင်းလိုင်နာတောင်ဆွဲလိုက်တယ်ကက်အိုင်ဖြစ်တဲ့အတွက်ကက်ထောင်ရမ်းဖြစ်တဲ့အတွက်ပေါ့နော်ပြီးရင်အဖြူမုတ်လေးလိုက်ပြီးပြန်ဖြီးလိုက်တယ်အဲ့လိုမျိုးပြီးတဲ့ခါမှာဖြူမုတ်လေးထပ်ပြီးတော့လိုက်တယ်နော်အဖြူမုတ်လေးတွေအရှိလေးလည်းကလတာလေးတွေထည့်လိုက်တယ်ကလတာလေးလိုက်ထည့်တယ်ပေါ့နော်နားလေးပြီးတဲ့ခါမှာကျွတ်သိန်းတော့မြေတောင်တူတက်မယ်နော်မစကာလာလေးကောမယ်နော်မတတူအမအဲ့ရသမီးတော့လာရှုပ်တယ်အဲ့ဒါပြီးတော့မျက်ခုံးမွေးဆွဲမယ်ပေါ့နော်ခေါင်းမွေးလေးတွေတော့အောက်ကအရာလေးပဲပြီးထားပြီးအမှုတ်ဖြည့်ချမယ်ပေါ့နော်ဒီခါမှာအမှုတ်ခဲတယ်လေယူပြီးမျက်ခုံးမွေးဖြည့်တဲ့တန်းနဲ့ယူပြီးတော့မျက်ခုံးမွေးထဲထဲကိုလိုက်ပြီးတော့ဖြည့်မယ်ပေါ့နော်ပဲပြီးတော့ဟိုဘက်ကိုလည်းပြန်ပြီးဖြည့်မယ်ပဲပြီးညပေါ့ရှိလေးစတဲ့ချက်လေးညှိမယ်နော်ညှိလို့ပြီးရင်ကွန်ဆယ်လာနဲ့ရှိလေးတပင်းချင်းနေပေါ့နော်မျက်နှာအမှုံလေးတွေခါချမယ်ခါချပြီးရှိလေးပေါ့နော်တပင်းချင်းနေပေါ့နော်ခဲတန်းလေးလိုက်ပြီးဆွဲထုတ်မယ်နော်ပြီးတဲ့အခါမှာနှာခေါင်းဖို့မယ်နော်နှာခေါင်းလေးပြီးတဲ့အခါမှာပါနေပေါ့နော်ပါနေလေးစုံမယ်တောင်ရမ်းဆိုတော့တောင်ရမ်းနဲ့ပါတယ်ဆိုကက်တောင်ရမ်းနှာခေါင်းထိပ်လေးလည်းပါနေလေးတုတ်တယ်နော်နှာခေါင်းထိပ်လေးပဲတစ်ခါလေးပါနေလေးဆွဲနော်ပြီးတဲ့အခါမှာနှာခမ်းလေးဆိုးတယ်ပေါ့နော်နှာခမ်းလေးဆိုတဲ့နှာခမ်းလေးပြီးတဲ့အခါမှာ highlight လေးထည့်မယ်ပေါ့နော်မျက်လုံးလေးမှာ highlight လေးထပ်ထည့်တယ်ပြီးတဲ့အခါမှာနှာခေါင်းထိပ်လေးတွေပေါ့နော်လိုက်ထည့်တယ်ပေါ့နော်ပြီးမျက်လုံးအောက်ပေါ့နော်ပါနာပေါ့နော်ကလတာလေးလိုက်ထည့်တယ်
ပြီးတဲ့အခါမှာလာပပြီးတော့ချစ်ဖို့ကောင်းတဲ့ကတ်တောင်ရင်လေးရရှိသွားပါပြီနော်ဒီလိုမျိုးကတ်တောင်ရင်လေးတွေကိုတေချာတိချစ်တဲ့တကယ်တက်ချင်တဲ့ဆိုချိုသိန်းရှိမှလာရောက်ပြီးတော့လေတင်တန်းလာတက်လို့ရပါတယ်နော်daily လောက်ကနေစပြီးဟောစားတီပေါ့နော် professional artist တေချာကယူတစ်ဆိုင်တေချာပေးပါတယ်ရှင်ချိုသိန်းရဲ့ YouTube ကောက်လေးလည်း subscribe လေးလုပ်ပေးကြအောင်နော် like လေးလည်းပေးပေးကြပါအောင်ရှင်ကတ်တောင်ရန် make up လုပ်လေးဖြစ်ပါတယ်ရှင်အားလုံးလည်းကျေးဇူးတင်ပါတယ်ချိုသိန်းလည်းဆက်လက်ပြီးတော့အားပေးကြပါအောင်နော်ဒီနေ့ရတော့ဒီလောက်ပါပဲနော်ချိုသိန်းတို့ဆက်လက်ပြီးအားပေးကြပါအောင်ရှင်နောက်နေ့မှာဘလို့လှပတဲ့လွတ်လေးတွေလာအောင်လဲဆိုဆက်လက်ပြီးတော့လည်းစောင့်ကြည့်ပေးကြပါအောင်နော်အားပေးကြပါအောင်ရှင်